နေ့ကြပြလေတော့ဖက်ပြကြနော်ကြပြရဲ့နာမည်လေးကလူဆိုဒီမှာအတ္တသမားတဲ့ဖက်ကြည့်မယ်နော်အားထောင်ကြည့်လူဆိုဒီမှာအတ္တသမားကို့အတွက်တော့တခွဲ့ထားသူများမားတာမြင်ပါလေမင်းငေါ်မဲ့ရွယ်အပြစ်တင်ကို့မှာပင်မားပြန်ကြဖုံးလိုက်ဖိလိုက်ကြအတ္တဆန်သောဤလောကအံ့ဩဖွယ်ရှိစွာတဲ့ဒါကျွန်ဒီကြပြအောင်ကျွန်တော်ဒီပင်တရွှေရွှေပြည်သားကြီးထားတဲ့ဘဝနဲ့ရင်းရတော့အတွင်းမြင်များစာအုပ်တရားပေါ့နော်ဒီကြပြအောင်ဆက်ဆိုတာတော့ရွှေဆက်တော်ဆရာတော်ကြီးဆက်ဆိုတာကြပြအတိတ်ပြအရင်မိုက်တယ်နော်အဲ့တော့လူဆိုဒီမှာအတ္တသမားကို့အတွက်တော့တစ်ခွက်ထားတယ်လူဆိုတွေကသူတို့အတ္တကြကို့အတွက်တော့အမြင်နဲ့တစ်ခွက်ချန်ထားတယ်ပေါ့ဗျာသူများမားတာမြင်ပါလေမင်းငေါ်မဲ့ရွယ်အပြစ်တင်သူများမားအောင်မြင်တော့ကဲ့ရမယ်အပြစ်တင်မယ်ဝေဖန်မယ်ရှုတ်ချမယ်ပေါ့ဗျာကို့မှာပဲမားပြန်ကြဖုံးလိုက်ဖိလိုက်ကြတဲ့ကိုတကယ်မားတဲ့ခါကျရင်လူသိမှဆိုတဲ့ဟိုစားလို့အဓိကလူသိမှဆိုတဲ့ခါကျတော့ဒါမာယာထဲမှာပါလာပေါ့နော်မာယာနဲ့တထေယဆိုရင်မာယာဆိုရင်ကိုယ့်ရဲ့အပြစ်တွေကိုဖုံးကြတာပေါ့နော်တထေယဆိုရင်ကို့မှာမရှိတဲ့ကောင်တွေကိုထုတ်ဖော်တာပေါ့ဒါတော့မာယာထဲမှာပါလာပေါ့နော်သူများမားတာမြင်ပါလေမင်းငမရဲ့အပြစ်တွေကို့မှာပဲမားပြန်ကြဖုံးလိုက်ဖိလိုက်ကြတဲ့ကိုမားတဲ့ခါကျရင်တော့လူသိမခံခြင်းပေါ့ဗျာအတ္တဆန်သောလောကအံ့ဩဝယ်ရှိစွာလူလောကကြီးအံ့ဩစရာကြီးပါလာပေါ့နော်သူများမားတာမြင်တော့ဝေဖန်ကြမယ်ပြစ်တင်ကြမယ်ကဲကြမယ်ကိုလည်းမားတဲ့ခါကျတော့လူသိမခံခြင်းပေါ့နော်လူသိမခံခြင်းအပြစ်တင်ခြင်းပေါ့ဒီကရလေးဒီနေ့ဒီကရလေးလာပြီးတော့ share လေးလုပ်တာပါတခုအတွေ့ရသွားမယ်လို့ထင်ပါတယ်